အားလုံးပဲမင်္ဂလာပါကရင်ဘက်ရဲ့ကရင်စာကရင်စကားစစ်တင်ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့စကိုကရင်စာရဲ့တင်ငန်းစာ3ဖတ်ဆောင်3နောက်တစ်ခုအကြောင်းကိုညှဝေပေးသွားမှာဖြစ်ပါတယ်ကရင်စာကရင်စကားလေ့လာလို့သူများအနေနဲ့တင်ငန်းစာဖတ်ဆောင်များကိုလိုက်မှတ်စေချင်ပါတယ် also ခလက်ကိုလေးဆိုင်ကရင်ဘက်ဖလိုက်ပြစကလန်စပောက်ကလေးအောင်လောဝေးစီလို့ဆိုင်လနေမယိုးဖလမထောင်းလိုက်စမလူတန်လိုက်ပေါ်လူတန်လဖာနော်မောင်းတော့ပြည့်စီလို့ဖလိုက်ပြစကလန်မာလို့နေပါတာဆိုင်ဖို့สมารู้และปรู้แต่ละพาเนาะตรงนั้นในพี่ลาสายเป็นงานสาโตสมารู้ตั้งกี่ท้อนเดอีกี่ท้อนเดอีกี่ท้อนเดอีสิบลพ่อละกี่ท้อนเดอีสิบมียละเปล่ากี่ท้อนเดอีสิบมียนิ่มแล้วกากี่ท้อนเดอีกิกากี่ท้อนเดอีกีกากี่ท้อนเดอีกีสิบพ่อละกิกากี่ท้อนเดอีกีสิบมียละเปล่ากีกากี่ท้อนเดอีกีสิบมียนิ่มแล้วกีဒါတွေကြတော့အောက်မှာအရှည်လိုက်ပြန်ပေါင်းလာပေးတယ်ပေါ့နော်ကာကီထောဒီအီကိကာကီထောဒီအီကီကာကီထောဒီအီကီစီဖလိုဖွန်လာကိကာကီထောဒီအီကီစီဖလိုမီယာလဖလိုကီကာကီထောဒီအီကီစီဖလိုမီယာနိဖလိုကီပြီးတော့ဖတ်စာအောင်သွားပါမယ်လိုက်ပေါ်လူတန်လိုက်ပေါ်လူတန်ภาษาตรงบายาทิบาสิบมียนี่บลบายากิลอนเดียยาสิบมียละบลยาบายาทากิทอนเดีอีทีสิบพ่อลาทิบายาทิเยกูยามีดาบีบีดาสิบมียนี่บลดาบากิทอนเดีอีบีดาบีบากิทอนเดีอีบีดาบีบีအဝေးကမြင်ဒီကီလာစကာကီထောင်းဒီကီစီပမြနိလောကီလာကီလွန်လာကီလာစာကီလွန်ဒီယာစာစီပဖွန်လာစကီလာစတန်ကြနာဒီလီနီလီနာလာကီထောင်းဒီလီစီပမြလောလီနာကီထောင်းဒီနီလီနီလာကီထောင်းဒီလီစီပမြလောလီလီနီလီနာကီရွန်ဒီယာနာလီနီလီနာလေးနေလေးညကီအာစီစာကာကီထွန်ဒီကီစီပမြနိလောကီအာစီပမြနိလောအာကီအာစာကီထွန်ဒီစီကီအာစီစာစီပမြနိလောစာကီအာစီစာဂျေမြပေဒီယာလီအာယာစပုံမြနေလို့ယာလာကထွန်ဒီလီစပုံမြနေလို့လီယာလီအာစပုံမြနေလို့အာယာလီအာငခေါင်းတူများဒီနီကာကာနာကထွန်ဒီနီစပုံမြလို့နီကာကီလွန်ဒီယာကာနီကာကီလွန်ဒီယာကာနီကာကာတဟာဟာရဲ့ဒီทีตาอาทากิทอนดีทีตาสุรมียนิโลตาทีตาอาสุรมียนิโลอาทีตาอาละခေါင်းတူများဒီสกาดีอาสากิเดเดียสคากิลอนดีอาคาสุรมียละโลฟาสคาดากิทอนดีดีสุรมียนิโลดีสกาดีอาสุรมียนิโลอาสคาดีอาโอကောင်ဥများသည်ทีထိတ်ဆာဆာထာကိထောင်းတေทีထာကိထောင်းတေทีစပဖောင်းလာထိထိတ်စာကီလွန်တေအားစာထိတ်စာစာကီလွန်တေအားစာထိတ်စာစာတေတေချာချာဘာယာတိဒါဘီဘီကီလာစလေးနေလေးနာကီအားစိစာယာလီအာနီကာကာထေတာအာစခာဒီအာထိဆဆာတရားဒီနေ့ရတော့တလောက်ပဲမလို့နော်သင်ခန်းစာတလောက်ပါပဲနောက်ရက်ဒီမှာလည်းသင်ခန်းစာတွေထပ်ပြီးတော့မျှဝေပြီးသွားမှာပါကရင်စကားလေ့လာလေလူသူများအတွက်ပေါ့နော်ကရင်ဘက်ရဲ့ဘက်လေးကိုလိုက် share လုပ်ဖို့မေ့ပါနဲ့နော်
ယေစုပါစခုစတာ